လည်းပေးရတယ်ရုပ်သီးတွေလည်းပေးရတယ်ပြီးရင်အုံးသီးကလည်းကိုယ့်ကိုချစ်ရโอเคနော်အဲ့တော့အရင်ဆုံးဂျိုအကိုတို့နေမယ်နေပြီးသွားလို့ရှိရင်ကိုယ့်ကိုဘလုံးကြီးပေါ်လုံးမယ်လုံးပြီးသွားလို့ရှိရင်တညက်တွေကိုလည်းကက်ကြီးနဲ့ညက်ကိုကက်ကြီးနှစ်ချောင်းစီပေးရတယ်ဟုတ်ပြီအုံးသီးချစ်တဲ့လူကချစ်မယ်အုံးသီးချစ်တဲ့အချိန်မှာလည်းအုံးသီးပတ်လေးကဘယ်လိုမျိုးလေးချစ်မှလဲဆိုတာအမှတ်ပေးမှာဖြစ်ပါတယ်ဘာဖြစ်တယ်ညာဖြစ်တယ်တော့နည်းနည်းပြောမယ်နှစ်မှာ2026လေးပေါအောင်ပြီးတော့ဒီချာလေး RCB 2026ဆိုပြီးတော့ထည့်ထားပြီးတယ်ပြီးဒီဘက်က6ပုံကကြောက်တာ2026ကိုစားပြီးတော့6ကိုစားပြီးတာဟမ်တက်လေးပါလေးကကျတော့တကြံနဲ့ပတ်သက်ပြီးတော့လန်းလန်းဆန်းဆန်းပြအောင်ထည့်ထားတက်လေးမသိပါဘူးဒီနားမှာကျွန်တော်မျက်ပင်တွေများပေါက်နေလားစတာပါအားကြောင့် RCB တင်းလုံးကတင်းမော့ကိုစားပြီးဘန်းမှာအဲ့လိုအားကြောင့်ထုတ်တယ်အောင်လည်းမရဘူးစားလို့ရအောင်အစင်းလေးစားလို့ရအောင်ထုတ်ပေးထားတာပါဒါကြတော့ပေါ့နော်အကုန်လုံးပေါင်းပြီးထည့်လိုက်တာတော့အကုန်လုံးပြောပပနဲ့ပြောချင်စားလို့ရတယ်ဆိုတဲ့အတိတ်ပဲပေါ့နော်အဲဒီကလည်းဒီလိုစီလုံးလုံးနဲ့ဒီလိုလုပ်ထားတယ်ဆိုတော့ခွဲချင်တော့ပဲနဲ့အကုန်လုံးပေါင်းပြီးတော့လုပ်ထားတာပါမဲပြောတတ်တယ်နော်ဒီကဟိုကလေးလှုပ်ဝက်ချက်တွေဖုံးထားတယ်မပြောကြဘူးဘူးမဟုတ်ပြီတောင်းတဲ့တပါးမတ်နေလို့သဘောထားလိုက်တာပေါ့နော်သဘောလေးနဲ့ပြီးတော့ဒီဟာလေးကကြော့လေးရတော့ဗောနော်မြမရိုးရလည်းဖြစ်တယ်ပြီးတော့ဒီညီမတို့ဒီနွေရာသီပူပူမှာပေါ့ ice cream ဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလေးပေါ့အေးချမ်းစိတ်နဲ့နမိတ်လေးနဲ့အဲ့လိုကြော့ဆင်းလေးနဲ့မြမရိုးရကြော့လေးကြော့ချိုးလေးနဲ့ရတာလေးပြီးပြီအဲ့တော့သူရတာပါဘုံလုံးရေပေါ်ကဘာဖြစ်လဲဆိုတာကျွန်တော်ကြည့်တဲ့အချိန်မှာတော့တိကနေတရားအထိကြားတဲ့နံပါတ်တစ်ခုရွေးပါတရားရွေးတဲ့ပယ်မဲ့ရွေးတဲ့ပယ်မဲ့ကိုယ်ကတော့ပယ်မဲ့အဲ့ဒီမှာတွေ့လားပယ်မဲ့45 16လို့30ကျော်ကြီးကျန်နေတယ်ကဲ50နဲ့55ကဲထူးသွားပြီမောင်လုံးရေးပေါ်သူ့ရသွားတယ်တင်းဘီပဲဖြစ်ပါတယ်နှစ်သိန်းနှစ်သောပြီးသွားပြီတန်းနဲ့ပြန်ပြပါမယ်ဘယ်လိုပါလဲဒုက္ခလာလည်းပြေဖို့ပြန်လာရင်းနဲ့တောင်းရရမယ်ဒီနေ့ကပေါင်ဝေးတဲ့အားလုံးကျေးဇူးတင်ပါတယ်လက်ကိုလေးဒီနေ့ကိုပြောပြပါအားလုံး